အမကြီးဦးပေါ်ဦးနဲ့ပညာရှိအကြံအပိုင်းနဲ့ပထမအပိုင်းမှာဘယင်ကြီးကိုမျက်စိဖွင့်ပြီးအိပ်ပျော်နေသူများအကြောင်းပညာပေးခဲ့ပြီးနောက်တနေ့မှာတော့ဘိုးတော်ဖះဘဒုံမင်းဟာဦးပေါ်ဦးကိုနောက်တစ်မျိုးပညာစံဖို့ကြံစီပြန်ပါတယ်။နန်းရင်ပြင်မှာလမ်းလျှောက်ရင်ဘယင်ကြီးကဦးပေါ်ဦးကိုခေါ်ပြီးမေးလိုက်ပါတယ်။ပေါ်ဦးမင်းကလူတွေကိုအကဲခတ်တာတော်တယ်ဆိုတော့ငါ့ကိုတခုပြောစမ်းလောကမှာမိမစိုးနဲ့ယောက်ျားဆိုဘသူကပိုများတယ်လဲ။မှတ်ချက်ထိုခေတ်မှာမိမစိုးဆိုဒီမှာဇနီးတဲ့ကိုကြောက်ရသူသူမဟုတ်ဇနီးတဲ့ဤအုပ်ချုပ်မှုကိုခံရသူကိုဆိုလိုခြင်းဖြစ်ပါတယ်။နန်းတော်တွေကအမတ်တွေကတော့မှန်လားပါယောက်ျားဆိုတာအိမ်တော်ဦးစီးမို့ယောက်ျားဆိုတာပိုများမှာပါဗျာလို့တွေးကြတာပေါ့ဒါပေမဲ့ဦးပေါ်ဦးကတော့ခတောင်းကြိုက်ကိုပြင်ဝက်လိုက်ပြီးမျက်နှာသေးလေးနဲ့ရှောက်တင်ပါတယ်မှန်လားပါဗျာလောကမှာမိမစိုးတဲ့သူတွေကြီးပဲများပါတယ်ဗျာယောက်ျားဆိုတဲ့သူဆိုတာရှာမှရှားပါတယ်ဗျာဘယင်ကြီးကမယုံကြည်သလိုနဲ့ပေါ်ဦးမင်းကတော့ရှောက်ပြောပြန်ပြီကဲဒါဆိုရင်မင်းတက်တေပြနိုင်မလားလို့မေးပါတယ်ဦးပေါ်ဦးကတက်တေပြနိုင်ပါတယ်ဗျာဒါပေမဲ့အရှင်မင်းကြီးကိုယ်တိုင်လိုက်ကြည့်ဖို့တော့လိုပါလိမ့်မယ်လို့ပြန်လျှောက်ပါတယ်အဲ့ဒီနောက်ဦးပေါ်ဦးကနန်းတော်ရှိကလူအုပ်ကြီးကိုစုဝေးစေပြီးမေးခွန်းတစ်ခုမေးလိုက်ပါတယ်ကဲဒီထဲမှာရှိတဲ့ယောက်ျားတွေကမိန်းမကိုကြောက်တဲ့သူတွေမိန်းမခိုင်းတာအကုန်လုံးရတဲ့သူတွေကတစ်ဖက်ကိုခွဲနေကြမိန်းမကိုမကြောက်တဲ့သူတွေကတော့ဒီဘက်မှာနေကြခဏနေတော့လူအုပ်ကြီးတွေကယောက်ျားတွေအားလုံးဒီဘက်ကမိန်းမကြောက်တဲ့ဘက်ကိုကူးသွားကြတယ်တယောက်ထဲသောလူရွယ်ပဲမိန်းမမကြောက်တဲ့ဘက်မှာကြံရစ်ထဲတယ်ဘယင်ကြီးကဝမ်းသာအားရနဲ့တွေ့ပြီလားပေါ့ဦးဟောဒီမှာယောက်ျားကောင်းတယောက်တော့ရှိသေးတာပဲလို့မိန့်တော်မူပါတယ်အဲ့ဒီအခါဦးပေါ်ဦးကအဲ့ဒီလူရွယ်နားသွားပြီးမောင်မင်းကမိန်းမကိုတကယ်မကြောက်တာလားလို့မေးတော့လူရွယ်ကတုံတုံရင်ရင်နဲ့ပြန်ဖြေပါတယ်မဟုတ်ပါဘူးအမကြီးကျွန်တော်ဒီဘက်မှာလာရတာကကျွန်တော်မိန်းမကလူအုပ်ကြီးရှိတဲ့နေရာသွားရင်လူကြားတဲ့တူးမနေနဲ့လူနဲတဲ့နေရာမှာပဲနေလို့မှားလိုက်လို့ပါခင်ဗျာဘယင်ကြီးဟာလူရွယ်ရဲ့စကားကိုကြားတော့အားရပါရရဲမောတော်မူပြီးအေးပေါ်ဦးရေမင်းပြောတာမှန်တယ်လောကမှာမိမစိုးတာပဲများတော့တယ်လို့ဝန်ခံလိုက်ရတော့ပါတယ်ဒီဇာလိုင်းလေးကပေးတဲ့အသိပညာအမြင်နဲ့အမှန်အပေါ်ယံကြည့်ုံနဲ့လူတစ်ယောက်ရဲ့အခြေအနေကိုဆုံးဖြတ်လို့မရကြောင်းကိုပြသပါတယ်ဟာတညံခက်ခဲတဲ့လူမှုရေးကိစ္စတွေကိုဟာတာလီနော်ဒီတင်ပြတတ်တဲ့ဥပိုဦးရဲ့ပါနမှုကိုတွေ့နိုင်ပါတယ်